အားလုံးပဲမင်္ဂလာပါဒီမှာကျွန်တော်ဆရာမကြီးမမိုးအင်းရရဲ့ရောက်တော့လမ်းမှာဆန္ဒဝါဆိုတဲ့ဝတ္ထုလေးကိုအပိုင်းလေးအနေနဲ့ဆက်ပြီးတော့ဖတ်ပြတော့ပါမယ်နားသိကြပါဦးခင်ဗျာညကအေးစစ်စစ်နှင်းနှင်းချက်ချက်အိပ်ပျော်သွားသဖြင့်ကျမလမ်းဆန်းစွာနိုးလာခဲ့သည်သို့တော့အိယာမှာထထချင်းမိုက်ကနေမူသွားပြီးကျွေးစလုံးရှိရသောပြေကဝေါကနေအန်လိုက်မိသေးသည်ယူကြည့်ရလဲကွာမသက်တာလိုက်တာရောက်ကော်ဖီပူလေးတောက်လိုက်ဒီမေဦးကကော်ဖီကွက်ကိုလှမ်းပေးသည်မေဦးဂလတ်မရှိဘူးလား9နာရီခွဲမှာမေဦးကအေးစစ်စစ်အလှပြင်နေသည်ထိုစဉ်မြတ်မြတ်သိန်းကတကားလာခောက်လေသည်လိုင်းနိုးပြီလားဘာစားကျင်လဲညနေလဲနှမ်းစီရဝင်ဝယ်ခဲ့မယ်အစွန်ကျင်လေးစားရင်ကောင်းမှမသိဘူးဝယ်ခဲ့မယ်လေတို့ဒီအားလုံးသွားရင်လှိုင်တယောက်တည်းပြင်းနေမှာပေါ့ရပါတယ်နိုင်ပိုင်းမနေရတာကြာပြီပဲစာဖတ်နေမှာပေါ့လှိုင်စားရင်ကိုထမင်းချိုင်ဖွင့်စားနော်ထမင်းချိုင်မှာစားတော့ကြည်မေဦးကမှာပြီဒီလိုဆိုကိုသွားတော့မယ်အဆက်ကြီးကိုသတိရပြီးတော့လဲငုံမနေနဲ့အောင်သိချတော့ပါမမြရမင်းတို့ရုံးမှာသာအိမ်ငါမဲ့တည်င်းလေးပါလေးညလေးရလို့ရညာစကားဆက်ကြည့်စမ်းပါနော်မြမြတင်ဒီရုံတရုံတွင်လောက်အားပေးနေစားလုပ်နေရသည်နေစားမှလာစားဖြစ်နို့လှုပ်တင်ဖြစ်နို့ထိုမှတစ်ဆင့်အမြဲတမ်းရာတူလေးများရနို့ဖြင့်ရန်ကုန်တွင်ကတ်နေရသူတူပင်ဖြစ်လေသည်ထိုစဉ်မိန်းကလေးတယောက်အခန်းထဲဝင်လာသည်ကျမမမြင်ဘူးသေးသောမျက်နှာတစ်တူဖြစ်သည်မမကြည်မေဦးကြောင်းသွားရင်နှဲကိုလည်းခေါ်ပါနော်နှဲလဲ9နိုင်ခွဲ class တက်ရမယ်မိန်းကလေးသည်ဖြူဖြူတုတ်တုတ်လေးဖြစ်သည်တောက်ပရှုံးသစ်သောမျက်နှာလေးနှင့်စကားပြောဟန်လေးမှာချစ်စရာကောင်းနေသည်အမူအရာကိုကြည့်၍ကျောင်းသူအစ် pressure လေးဖြစ်မိဟုကျမတွေးလိုက်မိသည်သူက pressure လားကွာမိန်းကလေးထပ်တော့ချင်းကျမကမေးလိုက်မိသည်ဟုတ်တယ်ယူရိုပကိုဘက်ကပဲဘော်လန်ကောလိပ်မှာနေရတာမနေချင်လို့ရန်ကုန်ကိုပြောင်းလာတယ်အော်9နာရီခန့်တွင်ကြည်မေဦးသည်အလှပြင်ဆင်မှုကိုအဆုံးသတ်ကာကျောင်းတက်ရန်ထွက်သွားသည်ကျမကအင်ရှင်နှင့်တွေ့ဆုံကကျမတစ်လားမြပြန်နေမိအကြောင်းပြောပြီးအိမ်နာက30ကိုပေးလိုက်သည်ဒါနဲ့ညီညီနိုင်တို့အင်ရှာနေတယ်ဆိုလားလို့ဟုတ်ပါတယ်အနီကန်လန်းထဲမှာအနီညမဝင်ခွဲအိမ်တအိမ်ရှိတယ်သူတို့ကနေကိုအလုံးနဲ့ပြောင်းသွားကြလို့ခဏအားနေတယ်အဲ့ဒါအမြဲတမ်းတော့မငားဘူးတဲ့သူတို့ပြန်လာရင်ပြန်နေမယ်တဲ့ခဏတစ်ပြုတ်နေကျင်တဲ့သူရှိရင်လူလဲနဲ့မယ်ဆိုရင်တင်ထားလိုက်ပါတဲ့အနီကိုပြောရဘူးတဲ့ဟုတ်လားအနီဒီလိုဆိုအဆင်ပြေတာပဲတိုင်းတော့လည်းတခြားအိမ်ရှာမရခင်ခဏပဲနေမယ်လေလူကတော့2ယောက်တည်းနေမှာပဲနေမယ်အနီနေမယ်လိုင်ဖုန်းဆက်ပြီးပြောလိုက်အောင်မယ်နော်ကျမမှာအိမ်ရမီဆိုကြီးဝမ်းသာလုံးစိုးနေမိသည်ဘလို့အိမ်လဲပါလဲမိညမမေးမိကျမအနေဖြင့်ကိုနဲ့2ယောက်တည်းအိမ်သက်နေရရင်ပြီးရောအမိုးနဲ့အကာပါလင်ပြီးရောအိမ်ဆိုလင်ပြီးရောသဘောထားကကိုတို့ရုံဖုန်းလက်ဆက်လိုက်သည်ကိုကြီးလှိုင်းတို့အိမ်ရတော့မသိလားဟုတ်လားဘယ်မှာလဲလှိုင်းကန်လန်းထဲမှာတဲ့ကန်လန်းဆိုတာဘယ်မှာကျမကအနီးရှိအိမ်ရှိအန်တော်ကြီးကိုလှမ်းမိလိုက်ရသည်ဟိုလေးတရားပြူကန်လန်းထဲမှာတဲ့ကိုရဲ့ဟိုလေးကိုရဲ့လှိုင်းတို့အဆောင်မရောက်ခင်လမ်းကြားလေးဟာလေရောက်ကွက်ကတန်းရင်လားလှိုင်းရဲ့ကိုဒီနေရာရွေးလွန်းသူဖြစ်သည်မျိုးလက်ကောင်မအနေကြ၍လဲရန်ကုန်စင်ချေဘုံလိုဟာမျိုးနဲ့တိတ်မနေခြင်းလူတွေကတိတ်အစင်တန်းနေတာပဲဟုပြောလို့ရှိသည်ကျမကတော့လူတွေတိတ်ကြက်ညက်နေသောမျိုးလက်ကောင်ထက်အသက်ရှူရချောင်းသောရောက်ကွက်မျိုးကိုပိုနှိမ့်ချိုင်မိသည်ကိုရဲ့ရောက်ကွက်ကအရေးမကြီးပါဘူးလိုင်းတို့2ယောက်ထဲနေရဖို့ကအရေးကြီးပါတယ်ပြီးတော့တခြားအိမ်ရှာမရခင်ခဏပြုတ်နေမှာပါကိုကြိုက်တဲ့အိမ်ကတော့ပြောင်းချတာပေါ့ကွာနော်လို့ထားပါတော့လေအိမ်ကိုရောလိုက်ရတွေ့ပြီးပြီလားမတွေ့ရသေးဘူးညနေကိုလာခဲ့လေအတူတူသွားကြည့်ကြမယ်အိမ်ကစပေါ်ဘယ်လောက်တင်ရမှာလဲမသိသေးဘူးကိုရဲ့အိမ်လာကရောနေအောင်မေးကြည့်အောင်မယ်လိုက်ဟာဘာညာသိရရှိလို့လဲဒါနဲ့ညအလောတကြီးဖြစ်နေလိုက်တယ်ကိုကကျမကိုအပြစ်တင်တယ်လို့ပြောနေပါပြီကျမကလည်းကျမအိမ်ဆိုသည့်အတန်ကြားသည်နေမြင်ဘာညာမမေးမဆက်မိတော့အလောတကြီးဖုံးသာကောက်ကင်မိသည်တိုင်လဲအိမ်ရမယ်လို့သာဝမ်းသာအိမ်ရမယ်ဆိုတာနဲ့ဝမ်းသာလို့ပါကိုကြီးလိုက်အားလုံးမိသားလိုက်မယ်ညနေလာခဲ့နော်ကောင်းပြီလေဒါပဲနော်ကိုဖုံးကြရန်ဟန်ပြင်ချပြီးဒါနဲ့ကို
ကျမကတစုံတရာကိုတတိယကပြန်ခေါ်လိုက်သည်ဘာလဲလိုက်ဟိုလေနေ့တစ်နေ့မှာနိုင်ပေါင်းဘယ်နှနာရီရှိတယ်လဲလို့မေးမလို့ပါရုတ်တရက်ကိုစီရဘာတမ်းမြောင်ကြရအတက်ကြမှာဟောလိုက်ရလဲကွာလိုက်အောင်ကိုတတိယပါတယ်ခုပြောတော်သည်ကျမတို့ချစ်သူဘဝတွင်ကိုကနေတိုင်းဖုံးဆက်သည်အဆောင်မှာလာတွေ့ပြီးပြန်သွားလင်နဲ့အိမ်ရောက်တော့ဖုံးဆက်သေးသည်နက်နက်အရာကနုံနုံချင်းလမ်းထိပ်လက်ပြေးဆိုင်မှာတစ်ခါဆက်သည်ရုံရောက်တော့တစ်ခါဆက်သည်တဲ့လာကန်ကြီးတော့တစ်ခါဆက်ပြန်သည်ကျမမှာဖုံးခေါ်ပေးရသည့်အင်ရှိကိုအားနာလာသဖြင့်ခဏခဏဖုံးမဆက်ရန်ပြောရသည်တို့ကကိုလိုက်မှုအချိန်တိုင်းမှာတတိယနေတာကိုဒီနေ့မှတစ်ခါပဲတွေ့ရတော့ကိုအားမရလို့ပါကွယ်ဒီနေ့တွေ့သွားပြီးနောက်တစ်နေ့ပြန်တွေ့ဖို့စောင့်ရတာကြားကြီးပဲနေ့တစ်နေ့မှာ24နာရီလည်းရှိရတော့ကိုမယုံကျင်တော့ဘူးခုပြောတတ်ပါသည်ခုတော့ကျမကပြန်အစဖို့ပေးသည်ကိုပင်ကိုရုတ်တရက်သတိမရတော့ပါကကျမသည်တယောက်တည်းပြင်းပြင်းနဲ့မမြသိလို့ပြန်လာကိုစောင့်နေရသည်ဒီမေဦးကြီးထမင်းချိုင်ကိုဖွင့်ကြည့်ရာဘဲဦးနှစ်ချမ်းနဲ့ကော်ဖီကြော်နိုင်ငယ်တွေ့ရလေသည်အဆောင်မနေစဉ်ကအစားတောက်ဆေးရဲလို့ရင်စီးနေရသည်ခုတော့အသေးစမ်းပြန်ဖြစ်နေ၍စားခြင်းသလိုလိုရှိလာသည်နေမကောင်းဖြစ်ပြီးမှပထမဆုံးအချိန်ဖြစ်၄-၅ စုံမြစားရွေးဝင်သွားသည်မမြသိလို့ပြန်လာတော့ကျမရင်မိုးချိုး၍အလှပြင်မိလေပြီအမေလူမမာကလှလို့ပါလို့ပါအမိစားခြင်းနဲ့ပစုံချင်းဝင်ခဲ့တယ်ခဏဆောင်ထမင်းချက်ရအောင်မယ်ကျမသည်မမြသိကိုညီ၍ချက်ပေးနေသည်ကျမရှိစဉ်ကချက်စားခဲ့သောအုတ်ကပ်ပကံလေးများလည်းရှိနေသည်မြမြရဲ့မင်းရောအလုပ်ကလည်းရေးရမရှိဒီစားတနာလည်းမရှိနဲ့ရန်ကုန်မှာနေရမပြင်းဘူးလားကိုမျိုးကိုရတဲ့ပြီးဆရာမလေးပါလေးလုပ်နေပါလားကျမကဒီနေ့ရုံးသွားလိုက်အိမ်ပြန်လိုက်နေပင်မလာတော့မြမြသိကိုကြည့်ကပြောမိသည်ကို့မှာတခြားရည်ရွယ်ချက်တစ်ခုရှိလို့ကွဘာရည်ရွယ်ချက်လဲရန်ကုန်မှာပဲအလုပ်တစ်ခုလုပ်ရင်စာရေးဆရာမဖြစ်အောင်လုပ်မယ်လို့စာရေးတာပဲကွာဘယ်နေရာမှာနေရေးလို့ရပါတယ်နေမှာနေပြီးစာရေးဆရာဖြစ်နေတာပုံလို့ဟုတ်တော့ဟုတ်ပါတယ်ရန်ကုန်မှာတော့ပိုနီးစက်တာအမှန်ပဲကွာမဂဇင်းတိုက်တွေကိုယ်တိုင်သွားပို့ကိုယ်တိုင်သွားမွေးဆက်တွေလည်းပိုကောင်းတာပေါ့ကွာကိုယ်တိုင်သွားလော့တာတို့နားဘူးတို့လည်းပါပါပေါ့လေဒါပေါ့လေဒါပေမဲ့လုပ်တစ်ခုရမယ်ဆိုရင်တော့နေကိုလည်းသွားမှာပါပဲခက်တာကအလုပ်ကပဲမှမရတာအေးလေရန်ကုန်မှာအကြောင်းမျိုးနဲ့နေကြတဲ့မိန်းကလေးတွေအများကြီးပဲနော်နေတဲ့ရင်ကောင်းပါလေတိုးတက်ဖို့လမ်းစာလည်းရှိပါတယ်မနေတဲ့ရင်တော့ပျက်စီးခြင်းများကြီးနော်မနေတဲ့ရင်တော့ဘယ်မှာနေပျက်စီးမှာပဲပေါ့မနေတတ်တဲ့မိန်းကလေးတွေများနေတော့ကိုလိုလေးရောရောက်တင်သေးခံရတာပဲခုဆိုတယောက်တည်းအလုပ်သွားတာတော့သိမကောင်းတော့ဘူးအချောင်ရမလားလို့လိုက်ချင်တဲ့လူတွေကရှိသေးတယ်ရတဲ့မိန်းကလေးတွေလည်းရှိတာဟုတ်ဒါပေါ့ကွာတခါလေးများတချို့ယောက်ျားကလေးတွေကသူတို့ကိုသူတို့လူတက်လူလေကြီးဖြစ်ကြောင်ပြချင်တာနဲ့ငါသိပါတယ်ကွာအဲ့ဒီမျိုးသမီးကစီကြီးပါလူချင်းရင်အချိန်မျိုးရတယ်တော့မကြတကြပြောတန်ကြရင်လေဒေါသဖြစ်လို့လူအသားကိုဆက်တုံနေတာပဲဟုတ်ပါရဲ့နော်တချို့ကကိုယ်နှုတ်ကထွက်လိုက်တဲ့စကားတော့တစ်ဖက်သားမှာဘယ်လောက်ထိခိုက်သွားမယ်ဆိုတာမတွေးကြဘူးလင်ကလေးတွေကလည်းခပ်ပါတယ်အဝတ်ထဲအသုံးဆောင်တွေကလည်းအသစ်ဆန်းတွေကပေါ်လို့တော့အိမ်နောက်လိုက်ရင်လူပါတော့တာပဲဒါထက်မင်းအချစ်တော်ကြည်မေဦးတယောက်လည်းခုတော့တော်တော်စိတ်သက်ကြနေပြီတဲ့နဲ့ဟုတ်တယ်နွယ်ဆိုတဲ့ကောင်မလေးကသူနဲ့ဘယ်လိုရင်းနှီးသွားတည်ရနွယ်လားသူမိဘတွေနဲ့ကြည်မေဦးရောက်မှနေရတည်တယ်ဆိုလားကောင်မလေးလည်းမလွယ်ဘူးကြည်မေဦးပါတီတက်တာလိုက်ချင်လို့လေကျမတို့နှစ်ယောက်မှာစကားမပြောရတာကြာပြီဖြစ်၍ဦးတီရပြောရင်အတင်းမြင့်ဆုံးသွားလေသည်ချက်ပြုတ်ပြီးစီးသောအခါမြမြသိန်းကရေသွားချိုးသည်ပစုံချင်းကျော်နှင့်ဟင်းကားရည်လေးမှာစားချင်းစပွဲဖြစ်သည်မကြမီလူများဆုံးလာသည်မြမြသိန်းတို့အခန်းမှာ၄ယောက်ခန့်ဖြစ်သည်တီတာနွယ်လည်းဒီခန်းထဲမှာနေသည်ကိုသိရသည်တီတာနွယ်ကိုကြည့်ပြီးဘာကြောင့်မှမသိကျမထွေးကိုပင်သတိရမိပြန်သည်ညာကပင်ထွေးကြောင့်တွေးမိသေးသည်တီတာနွယ်သည်ထွေးကဲ့သို့ပင်ငယ်သည်နှုသည်ပြီးတော့နမပုံရသည်သို့တော်တီတာနွယ်ကထွေးထက်လာသည်ဆွဲဆောင်မှုရှိသည်ထွေးကစိတ်သက်ခိုင်ပါသည်တီတာနွယ်ကညွတ်ပြောင်းလဲသောယုံမျိုးဖြစ်သည်ကဲဘာတွေးနေတာလဲသမင်းစားကြစို့တနခါပင်လိမ့်မိနေတော့မြမြသိန်းကသတိပေးသည်ပြီးတော့အနည်းရှိတန်ကြောင်းတစ်ချောင်းဖြင့်တန်စကားတကားကိုတောင်းမြင်အောင်ခောက်လိုက်သည်သမင်းစုစားရင်အချက်ပေးခြင်းသည်ဟင်းကောင်းကြွေးကောင်းမဟုတ်တော့လေတယောက်တစ်မျိုးစုလိုက်တော့အခါဟင်းမဲကဆုံးလာသည်စကားတော့ပြောနှင့်စား၍မိန်သည်သမင်းဝိုင်းတွင်6ယောက်ခန့်ပါဝင်သည်ကျန်လူများကကိုယ်အခန်းတွင်ကိုစားကြသည်နီးစက်ရတွေ့၍သမင်းချိုင်မှစားသူများကများသည်
ဒီလေချုံတန်ကိုကျမကောင်းကောင်းမှတ်မိပါသည်ကိုကိုလေချုံတန်ပါရခင်ကကိုကိုလာတိုင်းကျမကိုအဆောင်ရှိမှလေချုံရဲခေါ်တတ်သည်ကိုကိုလေချုံတန်ကိုစလုံးပေါင်းမြစ်ကရယူလိုက်ရင်ချေးဟုအဓိပ္ပာယ်ရကြောင်းကိုကိုကပြောပြပူလေသည်လာပြီကျမကကမန်းကနက်လက်ဆေးကပြေးထွက်သွားသည်အမလီဟဲကီနီမောင်နှံကြနေရမယ်အခုမှတညပြီးခွဲရသည်နောက်မှတငယ်ချင်းများပြောကြံရည်တီကိုကြားရပါသည်ကိုထမင်းစားပြီးပြီလိုက်တော့ထမင်းတွေပါစားလို့ရနေပြီကိုရဲ့ဖွားမြင့်တို့ကြီးသူသားတို့ကဘာပြောသေးလဲအင်းသွားကြည့်အောင်ကိုနေကိုအနည်းကိုခေါ်လိုက်အောင်မယ်ကျမတယောက်တည်းမေးတယောက်တည်းပြောပြီးအနည်းကိုပြေးခေါ်ရသည်ကလန်နဲ့ဝင်မိလျင်ပင်ကိုမျက်နှာကသဘောမကျဟန်ပူနေလေသည်နေအိမ်များကစိတ်၍ကျွတ်သိမ့်နေသည်လမ်းကဆိုသည်တော်ကြီးလျှောက်လာပြီးမှအိမ်ကိုတွေ့ရသည်ဒီနားတစ်ဝိုက်တွင်တော့အိမ်ကကျဲသွားသည်ခြံနှင့်အိမ်လေးများတသက်ရရရှိနေသည်ကျမတို့ကိုပြသည့်အိမ်လေးမှလည်းတသားတအိမ်လေးဖြစ်ပြီးခြံဝင်းလေးနှင့်ဖြစ်သည်ကင်မွန်ပင်သရက်ပင်လေးများဖြင့်နေကျစပွဲပင်ဖြစ်ပါသည်ဒီအိမ်မဲကွစပေါ်လဲသူတို့သိမ့်မယူပါဘူးအိမ်လာက2လကလောက်ပဲ2လကလောက်ပဲကြိုတင်ထားပါတဲ့အိမ်လာက90တယ်လေအိမ်မပြက်စီးအောင်သာထားတာပါသူတို့လူချင်းရင်ပြန်ယူမှာပဲဒါကြောင့်အန်နီလည်းလူတိုင်းကိုမတင်ရဲဘူးတော့ကြဆေးမပေးရင်ဒုက္ခကိုစိတ်ချပါအန်နီတို့ပြန်လို့ခြင်းတဲ့အခါသာပြောလှိုင်းလို့ဖယ်ပေးပါမယ်တခြားမှလည်းရှာအောင်ပါဘယ်နဲ့လဲကိုနေမယ်မဟုတ်လားဟင်နေတာပေါ့ကွယ်နိုင်ငံတက်ဖြစ်နေတော့ကျမကိုသဘောမကျသလိုကြီးကအေးဆေးဆေးပင်ပြောပါသည်ကျမတို့ပြန်လာပြီးအဆောင်ရှိတွင်ထိုင်မိသည်ဖွားချင်းကတော့ပြောတယ်သူလည်းဒီချင်းချင်းချက်တဲ့ပဲနေခြင်းပါမလဲတဲ့တော်သူသားကတော့သူတို့ကိုစိတ်ကောက်ပြီးဆင်းသွားတာလို့ထင်နေတယ်အဲ့မသူကမှစိတ်မကောက်ပါဘူးကိုစိတ်ကောက်စရာအကြောင်းလည်းမရှိပါဘူးကိုအိမ်နဲ့နေချင်တာတခုပဲရှိပါတယ်ပြီးတော့လှိုင်းတို့မှာသားသမီးနဲ့ရှိလာအောင်မလားဟုတ်ပါတယ်လေလှိုင်းလည်းနေကောင်းပြီးစိတ်ပျော်လာအောင်နေလိုက်အောင်လက်ကုံတော့ကိုတို့ပြောင်းကြတာပေါ့ဟုတ်လားကောင်းပါပြီလေကိုသဘောပါလှိုင်းမှာကိုပဲအကိုနေရတာကိုရဲ့လှိုင်းကိုနားလဲပါကိုသိပါတယ်လှိုင်းကိုလည်းလှိုင်းနဲ့နှစ်ယောက်တည်းနေချင်တာပါပဲကိုလည်းအထင်မလွဲပါနဲ့လှိုင်းကိုတီးတက်ကောင်းတဲ့နေရာမှာတင်တောင်းတင်ထားချင်တာပါလောလောဆယ်ကိုလည်းမတက်နိုင်သေးလို့ကိုတို့အကျွေးလေးလည်းကြေးလူပါပြီကိုရုံးကငွေတက်ချီပြီးဖေးစီရလည်းတောင်းမယ်ပြီးတော့ဒီတက်ကောင်းတဲ့နေရာပြောင်းကြတာပေါ့လှိုင်းဘယ်နေရာမှာနေရကျင်းနေပါတယ်ကိုရဲ့အိမ်ကအလားကောင်မှပြောင်းပါဆိုတော့ယူဒီမှာအေးစစ်စစ်နေဦးပေါ့ကွာဒီမေကအပြင်ထွက်ရန်ပြင်ဆင်ရင်ကျမကိုလှမ်းပြောလိုက်ပါသည်ကျမမှလည်းအိမ်တော်တဲ့ဘဝဖြစ်တစ်သက်လုံးအချင်းချနေရမယ့်ရေကိုတွေးကြည့်ရင်အခုလိုလွတ်လပ်လပ်ပြင်နေရသည့်ကဘာဝလေးကိုယခုမှပင်ပုံမခုံမနေပါပြီမင်းဘယ်တော့မှလည်းမေးဘူးကျမဖက်လက်ဆက်ဝတ္ထုစာအုပ်ကိုချပြီးမေးဦးပြင်ဆင်နေဖို့ငင်းမောချင်းနေမိကမေးလိုက်မိပါသည်မာဂျရီတို့လေဖိလစ်ပင်းကိုပြီးပြန်တော့မလို့ဒီနေ့နှုတ်ဆက်ပွဲလုပ်မယ်ဒီမေဦးကလက်သေးလေးများကိုဘယူတက်ဆိုင်စေဆိုရင်ပြောလိုက်သည်ကကြအောင်ပါဗောဒါပေါ့မင်းကိုဘယ်သူလာကြုံပါလဲချာလီကိုကျမကောင်းကောင်းသိပါသည်သူသည်ရှမ်းစော်ဘွားဆက်နွယ်တူဖြစ်ပါသည်အေးစေးသည်ဖော်ရွေသည်ပထမသူသည်ဂျီမီဦး၏တငယ်ချင်းအေဗလီမျိုးခင်၏ရည်စားဖြစ်သည်အေဗလင်းစီလာတွေ့ရင်ဂျီမီဦးနှင့်ခင်မင်သွားသည်တဲ့ဂျီမီဦးကိုခင်မင်လွန်သွား၏ထင်သည်အေဗလင်ကအထင်မြင်လွဲကချာလီကိုအဆက်ဖြတ်သည်ဂျီမီဦးကမမှုကိုလူကိုနိုင်အောင်ထိန်ပေါ်ဟုဆိုသေးသည်ချာလီကအေဗလီကိုရှင်းပြ၍မရသည့်အဆုံးလက်လွတ်လိုက်ရသည်ချာလီသနာပါရဲ့အေဗလီကသူ့ကိုဘားတော်ရိုက်တာဟုဂျီမီဦးကဆိုသည်ခုတော့ချာလီနဲ့ဂျီမီဦးတွဲဖြစ်ကြသည်ချာလီကဂျီမီဦးကိုဆွဲနေပြီဂျီမီဦးကချာလီကိုခင်ယုံမဲ့ခင်တာသူများကြီးစားကိုလူယူသလိုမျိုးအထင်မခံနိုင်ပါဘူးဟုရှင်းပဲပြောလိုက်သည်သို့တော်သူတို့နှစ်ယောက်ကတော့တတွေ့မေဦးရဲ့ချာလီတယောက်လည်းသနာပါတယ်ချစ်ချင်လည်းပြန်ချစ်လိုက်ပါကွာသူကသဘောကောင်းပါတယ်ကိုကသဘောကောင်းလို့နဲ့ယောက်ျားလည်းမကြိုက်ဘူးကွာမေဦးကလက်သေးဆိုးသေးလေးများခြောက်သွားရင်လက်ချောင်းများကိုပါဇက်ပြစ်မှုံရင်ပြောလိုက်သည်ဘော်လီအင်ကြီးလက်မောင်းတစ်ဖက်ကိုရှိုးသွေးကျမဘက်သို့ကြောလဲပေးသည်ကျမကချိန်များကိုချိတ်ပေးလိုက်ရသည်
မေဦးသည်သူအနှစ်သက်ဆုံးဆိုသော black and white အဖြူနဲ့နှစ်ယောက်နဲ့သာပါသောဥပစာများကိုယူဝတ်ထားသည်။ဘောင်းမရှိအနက် blouse အင်ကြီးအဖြူခေါင်းစည်းအနက်ဖနက်အဖြူနှင့်ပဆိုင်အနက်တူဖြစ်သည်။သပင်ကိုနှစ်ဘူးတွင်တင်းနေအောင်မြင့်ထားသည်။အသားကဖြူစွတ်နေ၍သူ့ fashion သည်အထူးပေါ်လွင်လာ၏။တီတာနယ်ကပြီးလားမသိဘူး။မေဦးကစာအုပ်တော့ကိုချစ်မထွက်စေရန်ရက်ခတ်ရင်ပြောလိုက်သည်။တီတာနယ်ကလိုက်အောင်မလို့လား။အေးတယ်ကွာကိုကလည်းမကောင်းတဲ့လို့ခေါ်ရမှာပြီးတော့သူကရင်မလှဘူးကွာသိပ်ပြတော့ခတ်တာပဲထိုစဉ်တကားခောက်တန်ကြားရသည်ကျမကတကားထားဖွင့်ပေးလိုက်ရသည်တော့နယ်ကကြွကြွမော့မော့လေးဝင်လာသည်သူမကိုကြည့်ရသည်မှာမသိမတင်မဲ့ထားသည်ကပိုလာသေးသည်ဟုကျမထင်မိပါသည်အင်ဂျင်နှင့်လုံးကြီးကိုအထက်အောက်ပွင့်ရိုက်စင်တူဝတ်ထားပြီးမိတ်ကပ်များကရဲလွန်းနေသည်ရက်ခုန်တွင်ဆွဲထားသောအိုင်လိုင်နာကအပြာဖြစ်နေ၍ကျမမျက်စိနဲ့တော့ကြည့်၍မလာပါခေါင်းနှင့်တင်ထားသောပဲပွင့်ကလည်းကြီးလွန်းနေသည်မေဦးနှင့်ရှင်ကြည့်လျင်မေဦးပြင်ဆင်ပုံကတက်တန်းကြသည်တက်ရက်သည်တီတာနယ်ကကလေးကလားဆန်နေမကြမီအိမ်ရှိမှကောင်းဝန်းတီးတန်ကြရသည်သူတို့နှစ်ယောက်သည်နောက်ဖေးပေါက်မှထွက်ပြီးအိမ်ဘေးမှကွေသွားကြသည်တို့တိုင်ရှေ့ကမ်းမှအမျိုးသမီးများကသတင်းပေါက်ညာပါကိုစီကုန်းက6ကြည့်ပြအောင်ကြည့်လိုက်ကြသည်ကျမကအိမ်ရှိထွက်သွားကသူတို့ကိုညှော်ကြည့်မိပြန်သည်ချာလီသည်ရှမ်းမျိုးသားဝတ်စုံကိုဝတ်ထားသဖြင့်အမြင်ဆန်းနေပြီသည်ချာလီနှင့်ဂျီမီဦးကြားတွင်တီတာနယ်ကထိုင်လိုက်သွားသည်ဂျီမီဦးကတကားကိုပေးရင်ကျမကိုလက်ပြသွားသည်ကျမသည်သူအပြင်ထွက်ခံနေတဲ့အင်းရှိထွက်၍လိုက်ကြည့်တတ်သည်ကိုသူမမေ့သေးပေကားထွက်သွားလျင်အမျိုးသမီးတိုက်၏အတင်းပြောတန်သည်တော်တော်ညင်၍ထွက်လာလေသည်ဒါကြောင့်တို့အတီယောက်ျားလေးတကယ်ချင်းတွေကပြောတာကွာနင်တို့ဆောင်ကဟာရီယာကြက်တေလားတဲ့အေးလေကွာဟိုကောင်မလေးလှုပ်ထားပုံကပူဆိုးသည်တီတာနယ်လားဒီကောင်မလေးကတော့မလင်မဝင်နဲ့တကယ်ကြက်ဖြစ်တော့မှာပဲဒီမေဦးကဝိုင်းရင်မိသားကျမသည်သူတို့တိုက်ကိုလှည့်ပြုံးပြရင်ခန်းထဲသို့ပြန်လာခဲ့ပါသည်ခန်းထဲတွင်ထုံးစံတိုင်းကြီးမေဦးဖော်သောအလှပြင်သည့်ပစ္စည်းများကိုသူ့စပွဲပေါ်တွင်တက်တက်ရရက်ပြန်စီပေးနေမိလေသည်ကျမတို့အိမ်ပြောင်းရသည်မှာပျော်စရာကောင်းလာသည်အိမ်ပြောင်းသည်ဆိုတော့လေအဆောင်တွင်ထားသောကျမပစ္စည်းများကိုရွှေ့ယူသွားခြင်းသာဖြစ်သည်အိယာလိတ်ဇာအုပ်တစ်တာဟိုခွက်အနှဲငယ်နှင့်တိုလီမွန်လီများကိုတငယ်ချင်းများကတယောက်တစ်လက်ဆွဲကလိုက်ပို့ကြခြင်းဖြစ်သည်ကိုကမျိုးထဲမှာကျမအဝတ်စားတစ်တာနှင့်သူ့ဝတ်စားတစ်တာများကိုသုံးမိတစ်စီးဖြင့်တည်လာပေသည်ကျမတို့အိမ်ပြောင်းသည်မှာဤများသာဖြစ်၏ရုံးပိတ်ရဲ့ကြောင်ပိတ်ရဲ့ဖြစ်သဖြင့်တငယ်ချင်းများစုပေါင်း၍အိမ်ရှင်းမိကြသည်ခေကြီးကရေပုံးတစ်ပုံးဖြင့်ကျန်းကိုတိုင်ကန်တုပ်ပေသည်မညက်တွေကညနေတုပ်ပေါ်ကောင်းပေါင်းပေါက်၍ချက်ခိုးရှင်သည်ဂျီမေဦးကသူ့တွင်ရှိသောပိစာအသေးလေးများဖြင့်သတင်းပေါက်များကိုခန်းစီတက်သည်ကျမကိုတော့ဘာမှမလုပ်နေဟုဆိုကထိုင်ခိုင်းတာသည်ကျမအဖို့တော့လက်ထက်သည့်နေကားထပ်ပင်ပျော်နေပါသည်ဘုရားအိုးတောက်ရီအိုးဆန်အိုးရေထဲဖို့စင့်အိုးညညသိန်းကလောလောဆယ်ဝယ်မိပစ္စည်းများကိုစည်ရင်းလုပ်နေပါသည်ယခုအိမ်ရှိတွင်စာအုပ်တက်တာကြီးကိုစပွဲကင်းခင်း၍အိမ်ရှိစပွဲလုပ်ထားသည်အိမ်ခန်းထဲတွင်ကျမအိယာလေးကိုဖြည့်၍ခင်းထားသည်မီးလုံးတစ်လုံးတက်လိုက်သည်မိဖို့ကန်းတွင်ရေနံစီမိဖို့လေးရှိသည်ဓာတ်အိုးလေးတစ်လုံးဓာတ်အိုးလေးတစ်လုံးဓာတ်အိုးလေးတစ်လုံးနှင့်ပကံများတစ်ချက်စုံနှစ်ချောင်းရှိသည်ရေပုံးတစ်ပုံပလတ်စတစ်စလုံးတစ်လုံးရှိသည်ကျမတို့အိမ်တော်ပရိဘောကမှာဤများသာဖြစ်၏ဒီအိမ်ပြောင်းလာတဲ့လူတွေတော်တော်ချမ်းသာပုံရတယ်ဆိုပြီးညလာတိုက်နေအောင်မသတိထားခင်းကြီးကရည်စရာပြောသည်တို့များလည်းလိုက်ကိုလမ်းဖွဲ့ရသေးဘူးခုနေဆိုပါတီစီပဲတည်းလိုင်းတို့အတွက်အသုံးဝင်မှာပဲတက်နိုင်ညလာပို့ပြင်မယ်မြမသိန်းကအားပေးသည်လက်နီးစုပ်လေးနိုးစီကွက်လေးဆက်ဖြစ်ဖို့ကွယ်မညံ့တွေကရှုံးပေါက်သည်သူတို့ပြန်သွားကြတော့ကျမနဲ့ကိုကိုနှစ်ယောက်တည်းငေါင်းဆင်းဆင်းပြကြံခဲ့ကြသည်မောင်လာသည်နှင့်မြရက်ွက်ကတိတ်ဆိတ်လာသည်အိမ်ထဲတွင်ပစ္စည်းမရှိ၍လည်းအိမ်နှင့်မတူပဲဟာလာဟင်းလင်းကြီးဖြစ်နေသည်မြို့ထဲမှာလိုစကားပြောတဲ့နေသူညံ့တဲ့လည်းမကြားရခြောက်ကြားစရာပင်ကောင်းသေးတော့အိကြပါစို့ကိုရာအေးကွယ်ဝိတုစာအုပ်လေးပါလေယူခဲ့ရအကောင်းသားကိုပြင်ထွက်ရအောင်ပေါ်ပါတော့ကျင်အထဲမှာသွားလိုက်ပါလားလိုက်ကိုကလည်းမသွားတတ်ပါဘူးအိမ်သားအပြင်မှာပဲဥစ္စာအပြင်မထွက်ပါနဲ့လိုက်ရင်ဘာဖြစ်လို့လဲကိုရဲ့ကြောက်စရာကြီးဘုံတော်မြတ်စွာဘုရားယောက်ျားရဲ့လူအကိုရမိထင်မှသူကကြောက်သည်တဲ့ဘာကြောက်တာလဲကိုရဲ့ကိုကလည်းယောက်ျားဖြစ်ပြီးတော့ကြောက်ရတယ်လို့အိုးဒီရောက်ွက်အကြောင်းလည်းဘာမှမသိသေးပဲနဲ့ပြီးတော့မမောင်ဝမဲကြီး
ကျမမှာတပြင်းသာချမိပါတော့သည်မျိုးလက်ကောင်မှမိတဲ့တင်လင်းပြီးစူးစူးညံ့ညံ့နေခဲ့ရသည်တော့ဒီလိုတိတ်ဆိတ်မဝင်နေသည့်ခြံဝင်းကြီးထဲမှာကြောက်ရှာတဲ့တင်ပါထိုညကတညလုံးမီးဖွင့်ရင်အိတ်ကြရသည်မင်္ဂလာဦးညကလိုပါပဲခေါင်းတစ်လုံးဖြာတစ်ချက်ဆောင်တစ်ထဲတခုတော့ပူပါသည်ချင်းတောင်တစ်လုံးပေါ့ကိုလှိုင်ကိုဘလောက်ချစ်တယ်လေကြီးစမ်းခေါင်းတစ်လုံးကိုတယောက်တည်းမအောင်လှိုင်ကိုမှတဝက်ပြီးတယ်ကိုကသူဖတ်ဘူးသောဝတ္ထုစာအုပ်ထဲကစကားလုံးလေးများကိုတတိတရပြန်ပြောလိုက်ခြင်းဖြစ်ပါသည်တကယ်တော့လေကျမတို့ဒီလူဘဝဤဒုက္ခမှန်သမျှကိုအခုချိန်မှစာရွေတဝက်စီညရွေခံယူကြရပြီတော့မည်ဧကန်းနေရန်လေးကိုအပြာနူးရောင်လေး300အောင်ကိုတင်မောစီအပြာတပူအဖြူတပူဝယ်ပြီးရောလိုက်ရင်မူပတ်ရောင်လေးရရောပြီးတော့ကျန်းတိုက်ပချောင်းဖျောင်းလေးဝယ်ခဲ့ပါအောင်ဓာတ်စီဆိုင်တွေမှာရောင်းနေလေဖျောင်းနဲ့ရေနံစီရောပြီးတိုက်လိုက်ရရင်ဒီကျန်းတွေပြောင်းလဲလာပါပဲရေရင်းကအမိုက်တွေလဲဆယ်ပြီးပိုးသက်စီခိုက်ရအောင်မယ်ကင်မွန်းကျင်တွေကအထက်နားကဂိုင်းတွေညှက်လိုက်ရင်ညွန့်နေတက်လာမှာကျမမှာတအိမ်လုံးပြုတ်ပင်ရမုံမရနဲ့မအားရအောင်ဖြစ်နေသည်ပါဇက်မှလည်းမနာတဲ့အစီအစဉ်တွေချပြီးစီမံခန့်ခွဲနေမိသည်ခုမှတကယ်အရှင်မကြီးဖြစ်ရပြီကိုကတော့လိုင်ဟာလေးဒီအိမ်မှာတစ်သက်လုံးနေမှကြာနေတာပဲကိုပိုင်တိုက်ကြီးဝယ်ပြီးစီမံခန့်ခွဲနေသလားအောက်မေ့ရတယ်ဟုဆိုလေသည်ကျမမှာတော့ခဏတစ်ဖြုတ်လေးပဲနေရကျမနဲ့ကိုအတွက်ဒုက္ခပုံတွေဖန်တီးလိုက်ခြင်းသည်အိမ်တော်ရတာဆိုတာဒီလိုပါကိုရဲ့ဟုခံစားစေခြင်းသည်မိမတယောက်ရဲ့အခွင့်အရေးဆိုတာကိုအိမ်တော်လေးကိုဘာသာဖန်တီးတိုက်ပြီးဆောက်နိုင်ခွင့်မိမတယောက်ရဲ့အခွင့်အရေးဆိုတာကိုအိမ်တော်လေးကိုဘာသာဖန်တီးပြီးဆောက်ပိုင်ခွင့်ဒီပါပဲဆိုတာနားလည်စေခြင်းသည်ကိုရုံးကခွင့်စေရယူခံရသည်ဒါမှကျမငွေ1000ထုတ်ပြီးမရှိမဖြစ်လိုအပ်သောပစ္စည်းလေးများလိုက်ဝယ်သည်အိယာချင်းအောင်ခေါင်းငါစမညက်နယ်ပြောသလိုလက်နီးစုံနှင့်လူစီခွက်အစုံအကုန်စုဆောင်ရသည်မို့ဝယ်လို့မဆုံးနိုင်တော့ပါကြီးတတ်နိုင်တဲ့အကျယ်မချဲ့ပဲလိုအပ်သည့်အရာကိုသာဦးစားပေးရွေးချယ်ရသည်တငယ်ချင်းများကလည်းကိုညီကြသည်ကိုတငယ်ချင်းတစုကအိမ်မှာမိကြောင်းလာဆင်ပေးသည်ပကံခွက်ရောက်ဝယ်ပေးသည်ကျမတငယ်ချင်းများကလည်းတတ်နိုင်တဲ့အိမ်သုံးပစ္စည်းများဝယ်ချမ်းပြီးလာပို့ကြသည်ကျမတို့တို့လက်ဖွဲ့ပစ္စည်းကိုကူးမှပေးရကြခြင်းဖြစ်သည်မင်္ဂလာဆောင်လင်အများကဝိုင်းရင်လက်ဖွဲ့ကြသည်ကိုကျမကူးမှပို့သဘောပေါက်သည်အိမ်တော်တစ်ခုကိုမိသားစုစိတ်သက်ဖြင့်ဝိုင်းဝန်းတီထောင်ပေးကြပြန်မဟုတ်ပါလားကျမတို့အိမ်လေးသည်တဖြည်းဖြည်းအိမ်နစ်တူလာပါပြီနေချင်းစပွဲဖြစ်လာပါပြီကျမအတွက်လည်းတာဝန်နေပို့လာသည်ကိုအတွက်စားခြင်းမွေးရာကောင်းလို့ရာစီမံရမည်မမေတို့စီလည်းစာရေးလိုက်သည်မမေတို့သမီးဟာမမေတို့တင်လို့ကလေးမဟုတ်တော့ပါဘူးအိမ်တော်တစ်ခုခုကိုတက်ရဖန်တီးနိုင်ပါတယ်ဆိုတာပြချင်လာပြီဖွားမြင့်နေကြီးသူသားတို့ကိုလည်းလက်ရကောင်းကောင်းနဲ့ဓမင်းကျွေးခြင်းသည်တငယ်ချင်းများကိုလည်းဓမင်းမိန်ကျွေးရင်ဂုဏ်ပြုရအောင်မည်ရုံးပိတ်ရက်တရက်တွင်ဖေနှင့်ကြီးသူသားလာလည်းပါသည်ကြီးသူသားကရောက်ချင်းကားကိန်းတွေကိုအိမ်ကလည်းဝေလိုက်တာမောင်ကြီးတာညုံကျင်မိအောင်စောကြီးသွားရမှာပေါ့ကားစီရတာလည်းအဝေးကြီးဟုတ်ထောက်မနာပြပါလိမ့်သည်အဝေးကြီးမနေစေခြင်းနီးတဲ့နေရာရှာပေးပါလားဟုပြောလိုက်ခြင်းသည်ကိုတော့ကျမဖန်တီးသားသည့်အိမ်တော်လေးကိုအပြစ်ရှာဖို့သာကြည်သည်ကိုညီပြေးစံနိုင်ဖို့တော့တော်တခွန်းမှမဟအိမ်နဲ့လိုက်ကြည့်ပြီးမစိုးပါဘူးအိမ်လေးကလူကောင်းသားပဲဟုသာဆိုသည်အိုကပကံပြည့်စုံရဲ့လားအိမ်တော်အိယာချင်းတော်ရှိရဲ့လားဘာလို့သေးလဲဟုတခွန်းများမေးဖို့မရကျမဝမ်းနေပါသည်ကျမတို့အိမ်တော်အတွက်ဘာညာတာဝန်မြူချင်းသည့်သဘောပေါ်လွင်နေပါသည်ဖေကတော့ဂရင်တစ်လုံးတော့ဝယ်ပေးအောင်ပါဟုပြောတန်ကြရသည်ကိုသည်မနဲ့ရုံးချိန်မိအောင်စောထားရပါသည်မြို့ထဲမှာလို့အပြင်းထူပြီးပေးအိမ်နေရမဖြစ်တော့ပါရေရင်းနဲ့မှရေကိုစသည်ဖြစ်ဆွဲ၍ရေစီတဲ့ဖြစ်ပေးခဲ့ရသည်ကျမကမပေါ်မပါနေမှုရေဆဲ၍မဖြစ်ပါပြီးလျင်ကိုခြံထဲတွင်တပြက်လဲသည်ရေချိုးထမင်းညံစားပြီးယုံသွားသည်ကိုမှာအင်းကြီးတောင်းဝင်ဟူ၍ဘာညမမေရမရှိပါတအိမ်လုံးတန်ရိုက်တာကအစကျိုးရတနာကအစကျမလက်ရကြည့်တာဖြစ်သည်ကိုအစကကျမအထင်ကြီးအားကိုးခဲ့တော်လဲကိုသည်အိမ်မှုကိစ္စကိုစိတ်ဝင်စားခြင်းမရှိလားထပ်ပေါ်တာနေတဲ့အကြောင်းတွေ့ရပါသည်မိမလှုပ်ဖြစ်သောမိဝကြောင့်ကိုစိတ်ဝင်စားသည်ထားတော့အိမ်အခြားလိုအပ်ချက်များကိုတော့ကိုကြီးပြေစံသင့်သည်ဟုထင်သည်အိမ်တွင်မိသက်တာလေးကအစဖန်သက်စင်ရိုက်တာလေးကအစကျမမှာအိမ်နီးနားချင်းကိုအားကိုးနေရသည်
ဒီနာတစ်ဝိုက်ကကိုထင်တယ်လို့မစိုးလာပဲကိုပိုင်အိမ်လေးနေရာဖြစ်အခြေတကျနေကြသူများမို့ပေါင်းသင်းဆက်ဆံရေးကောင်းပါသည်ကိုညီရိုင်းမင်းစိတ်လေးရှိကြသည်ကျမတယောက်တည်းရှိတဲ့အခါလိုရာရှိရင်ပြောပါပူမာထားကြသည်များသောအားဖြင့်အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းလေးများဖြင့်အသက်မွေးကြသူများမို့အိမ်မြဲကြသည်ခေါင်းရင်းအိမ်ကပန်းချံဆိုင်၍ရောင်းစားသည်ခြေရင်းအိမ်မှမိဖို့တန်စကားပေါက်သည်စံညံ့တတာမဟုတ်သည့်တိုင်စားနိုင်တောင်းနိုင်ရှိသည်သို့တော်မကြမီပြဿနာတစ်ခုနှင့်ရင်ဆိုင်လိုက်ရသည်ကျမတို့အိမ်နောက်ဘေးဘက်မှအိမ်လေးများပြုတ်သိပ်တည်ရှိနေသည်လမ်းဟူ၍မရမရှိတနေ့တွင်နောက်ဘေးအိမ်မှအဖွားကြီးတစ်ယောက်ဆုံးသွားလေသည်ထိုအခါအာတုပချဖို့ပြဿနာတက်ရသည်လောင်းစင်ကိုတည်ထုတ်ရန်သူတို့အိမ်ချရင်အိမ်ဤတစ်စက်မိတ်နှင့်မလွတ်ပဲရှိနေသည်ခေါင်းရင်းဘက်ကမထုတ်စကောင်းချရင်အိမ်ကလည်းတစ်စက်မိတ်နှင့်မလွတ်၍သူတို့ဘက်ကမထုတ်စေခြင်းခိုက်တတ်သည်ဟုဆိုသည်ထိုအခါကျမတို့အိမ်ချရင်ချန်စီကိုအတွင်မှထုတ်လို့သည်ဆို၏ထိုအကြောင်းကိုချရင်အိမ်မှတော်ကြီးကကျမကိုခေါ်ပြောသည်အဲ့ဒါသူတို့လာပြောရင်အထုပ်မခံနဲ့အတော်တို့ချန်စီကိုဘက်ကတော့အထုပ်မခံနိုင်ဘူးအတူပါကိုသူတို့လာပြောလိမ့်မယ်အတူပါကိုခြံဝင်းထဲမှာဖြတ်တယ်သွားစေလျင်အိမ်ကိုမိတို့ထိခိုက်စေပါသနည်းကျမမသိသို့တော်ကျမကြောက်သည်သူတို့ပြဿနာတက်နေပုံကိုကကြောက်စရာကိုပြန်လာတော့ကျမပြရပါသည်ဒီလိုဆိုကိုတို့လည်းခွင့်ပြုလို့ပဲဖြစ်မလဲသူ့ဟာကဘာဖြစ်တက်မှန်းလည်းမသိဒုက္ခပဲကိုသူတို့လာပြောရင်ဘလို့ပြန်ပြောရမလဲလိုက်မပြောတတ်ဘူးမမတင်းလည်းမပြောဝင်ဘူးအားလင်းလာတယ်ပြီးတော့အတုပကြီးကဘယ်မှမထုတ်မရရင်လည်းဒီတိုင်းထားလို့ပဲဖြစ်မလဲနော်လိုက်ဆင်းညစ်လိုက်တာအတုပမနှဲထင်ချမှာမဟုတ်လားဟုတ်တယ်ကိုနေဝရုံစိမ့်ရမှာနော်အတုပက2နာရီချမှာဆိုတော့ကိုလည်းရှိနေမှာပဲတော်ပါသေးရဲ့ကိုရှိနေလို့မဖြစ်ဘူးလာရင်ကိုညနေမှာပဲပြန်လာတော့မယ်အိမ်သာကြည့်ပြောလိုက်မိမဆိုတော့ကိစ္စမရှိဘူးကိုတို့ယောက်ျားချင်းချင်းပြောရရင်ပဲကောင်းမလဲညနာနာနေမှာဟင်းကိုရဲ့နိုင်တယောက်တည်းလိုင်းလဲကြောက်တယ်သို့တော့နောက်နေ့နေ့လယ်တွင်ကိုတကယ်ပြန်မလာပါပြဿနာကြားမှာတယောက်တည်းထားခဲ့ရတော့ကိုစိတ်ဆိုးလာပါသည်အာတုပချကန်ကြီးကြီးစီရိုက်လိုက်သည်ဆိုရင်ပင်ကျမရင်မှာတထိန်ထိန်မြည်ပြီးအာတုပရှင်တွေနဲ့ရောရင်ငိုချင်စိတ်ပင်ပေါက်လာပါတော့သည်သို့တော့ကျမစီကိုမိသူညံ့မလာပါဘာမျှလည်းလာမပြောပါအာတုပကိုနောက်ပြီးလမ်းကြားကပင်ထုတ်သွားပါသည်နောက်မှသိရသည်မှာခြေရင်းအိမ်တစ်စက်မိတ်ကိုခဏဖြတ်ချပြီးထွက်သွားရသည်ဟုဆိုသည်ကျမမှာတော့အာတုပကြီးအိမ်ရှိလမ်းပေါ်ရောက်သွားမှပင်ဟင်းချနိုင်ပါတော့သည်ညနေဘက်တွင်တော့ကျမတို့အဖြစ်ကိုကျမတို့ဘာသာမျက်နှာပူပူဖြစ်ကိုကအာတုပအိမ်သို့သွားပြီးငွေ30ကိုငွေထည့်ပါသည်ဗကြီးတဲ့အိမ်ကကိုငွေထည့်ရင်အစတိပြန်တောင်းရတယ်ဆိုပြီးငါးပြပြန်တောင်းခဲ့ရပါသေးသည်ကျမတို့နားမလည်သေးသောကိစ္စများကများလီစွာအယူသီးမှုများကိုခေတ်လူငယ်တွေပြီးမဆွဲလန်းတော့လေကိုယ်တိုင်ကလူကြီးဖြစ်လာသောအခါကြောက်နေလိုက်လို့ရသည်လေးများရှိတတ်လာသည်ကိုတွေ့ရသည်ထို့ကြောင့်လည်းလူမျိုးတစ်မျိုးတွင်အယူဆတစ်ခုကိုဆွဲလန်းပြီးဆိုရင်ဆွေစဉ်မျိုးဆက်ဖြတ်မြအောင်ပါသွားတတ်သည်ထင်ပါသည်အိမ်တော်ရှင်ဖြစ်လာမှအတွေးခေါ်ယူဆကအစခြားနာခဲ့ရပါလိမ့်မည်ကိုအလုပ်သွားချိန်တွင်ကျမသည်ကလေးအင်ဂျီလေးများချုပ်ကဘိုင်ဖုန်းအင်ဂျီလေးများချုပ်ကဖြင့်မအားရအောင်ရှိနေပါသည်ကျမတွင်ပြင်းသည်ဟူ၍မရှိအိမ်ရှင်မကြီးလောက်ရနေသည်ကိုပင်ကြည်နူးနေမိပါသည်ဒီနေ့တွင်တော့မမေစီရစားလာသည်သမီးတို့အိမ်ရ၍အခြေချပြီးဆိုသဖြင့်မမေတို့လာလည်မိအကြောင်းတပတ်ခန့်နေရမိအကြောင်းဖျားလဲပူပြီးမျက်စိလဲစမ်းသက်လိုကြောင်းပါရှိလေသည်ညနေကိုပြန်လာချိန်တွင်ထမင်းစားရင်ကိုပြောပြလိုက်မိသည်ကိုသည်တစုံတစ်ခုကိုတွေးတောနေဟန်တူပါသည်ထမင်းစားရင်ဘာရင်စဉ်းစားနေတာလဲကိုနိုင်မေလာရင်အိမ်မှာကိုတို့ဘက်ကဘာပစ္စည်းမှဝယ်ပေးမထားတာသိသွားတော့မှာပဲနော်။အိုးကိုကလည်းလိုင်းပတ်စံနဲ့ဝယ်ထားရတာကြီးပါလို့လိုင်းကပြောမှမဟုတ်တာ။မဟုတ်ဘူးလေကွာ။ကတင်တို့စပွဲတို့အိမ်နောက်ပြီးဘောကတွေပြောတာပါ။မိကဘာမှပြောမှမဟုတ်ပါဘူးကိုရဲ့။ဘာမှမပြောပေမဲ့သိသွားတော့ပဲကောင်းမလဲ။နောက်နေ့နေ့လယ်တွင်ကိုတယောက်တော့ချစ်တစည်းပြေပေါက်ချလာပါသည်။ကတင်ဝယ်၍တင်လာခြင်းဖြစ်ပါသည်။ကိုနေညာကတညာလုံးကတင်ကိုစိန်ရပညာနှင့်အတော်မောသွားကြပါသည်။မိနှက်ပြန်ရောက်ပြီမိ။ပြောရကိုမိခင်ကကိုယောက်ျားပေါ်ထင်လွဲသောမိကိုကျမလည်းစိုးရိမ်မိပါသည်
ကိုကိုကလည်းကိုကိုဖဖေကိုပြော၍အရေးတကြီးဝယ်လာခြင်းဖြစ်သည်ထိုနေ့ကကျမတို့အိမ်တော်တွင်ဂရီတစ်ခုလုံးတိုးလာ၍တော်ပင်ဟန်ကြပန်ကြဖြစ်သွားသည်ဟုဆိုရပေမည်မမေကိုကိုကိုတိုင်ပူတာယုံတွင်သွားကြိုပါသည်တော်ကြီးကအိမ်ဆောင်နေကြ၍လိုက်မလာနိုင်ပါသို့တော့ကျမကြိုက်တတ်သောတရားသီးတနက်ကိုတိုင်လုပ်၍တတိတရထည့်ပေးလိုက်ရှာပါသည်မမေတွင်လည်းအထုပ်ဘိုးတွေတပုံကြီးပါလာသည်ဒါကတညင်းသည်ဒါကတော့ငပိရေချိုလေးကောင်းလို့ရန်ကုန်ကငပိတွေကစမကောင်းလာပါဘူးပြီးတော့ငရင်ကြောက်တွေကလည်းများသည်မောင်ကြည်သားတို့အိမ်ကိုပို့ခိုင်းလိုက်အောင်သမီးတို့ဆန်ရှားနေသလားလို့ဆန်တောင်ယူလာသေးတယ်စီကတော့ပုံးလေးတစ်ပုံးနဲ့ပါတယ်ကျမသည်ပထမဆုံးအကြိမ်ဖြစ်ကို့အမေကိုပြန်အားနာနေမိပါသည်မမေသည်ကျမတို့အိမ်လေးကိုကြည့်ပြီးသဘောကျနေသည်ကျမကခုမှစပြီးဝယ်ရချမ်းရမို့လို့ဘာမှမစုံလင်သေးဘူးမမေရဲ့ဟုမလုံးမလဲပြောပြီးသေးသည်ဘာမှပိုပစ္စည်းတွေဝယ်မနေပါနဲ့သမီးရဲ့နေလို့ဖြစ်ရင်ပြီးတာပါပဲပစ္စည်းကရေးမကြည့်ဘူးငွေကိုသာစုဆောင်းတတ်ဖို့အရေးကြီးတယ်ငွေရှိရင်ပစ္စည်းဝယ်လို့ရတယ်ဒါနဲ့သမီးကအလုပ်ရဖို့မနည်းသေးဘူးလားကိုကဆီယမလုပ်ချင်လို့တခြားလုပ်တော့မလုပ်စီချင်ဘူးဆိုတော့ဆီယမလုပ်ကိုပဲမျှော်နေတယ်မမေရဖို့တော့နီးနေပါပြီမမေစိတ်ချမ်းသာအောင်ကျမကပြောလိုက်ရသည်တကယ်စိတ်ကူးတာဒီမှာတော့နီးနားမှကလေးတွေဆိုပြီးအိုးမကွာအိမ်မကွာကျူရှင်ပေးရန်သာဖြစ်ပါသည်မမေရှိနေစဉ်အတွင်းကျမသည်မမေသွားလို့ရသို့လိုက်ပို့သည်ကိုတို့အိမ်ကိုတော့ခေါ်မသားဖြစ်ပါကျမတို့တွင်ကျမအဆောင်မှနေစဉ်ကသုံးခဲ့သောချင်းတောင်ကောင်းလေးများကအဲဆောင်အပိုပစ္စည်းဖြစ်လာ၍မမေကိုအိမ်ဦးကနေသိမ့်လိုက်နိုင်ပါသည်သို့တော်အလားတွင်တထုပ်တပိုးတည်လာသောမမေကိုအပြန်တွင်တော့ကိတ်မုံလေးနှစ်ဘူးသာရန်ဝယ်ပေးလိုက်နိုင်ပါသည်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပြီးတေချာလေးနားထောင်ကြည့်ပြီးတော့လိုအပ်တာများကိုလည်း comment ရေးပါအောင်လို့တောင်းဆိုပါတယ် channel လေးကိုလည်း subscribe လုပ်ပေးတာပါခင်ဗျကျေးဇူးတင်ပါတယ်